အားလုံးပဲမင်္ဂလာပါချက်ရှယ်ရင်းဆန္ဒမှန်ခါကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ chess notation စစ်တွင်ရင်ကစားကွက်မှတ်တမ်းရေးနည်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အပြိုတန်းကစားရဆိုရင်တော့စစ်တွင်ရင်ရေးနည်းမလိုပေမဲ့ပြန်ပွဲမှာကစားမယ်ဆိုရင်တော့စာရေးနည်းကတည်ဦးတည်ထားတင်ပါတယ်တည်ချင်းအားဖြင့်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့စာအုပ်တွေဖတ်တဲ့ချိန်မှာလည်းအဆင်ပြေမှာဖြစ်ပါတယ်ပြီးတော့ပြန်ပွဲကစားတဲ့ချိန်မှာလည်းလွယ်လွယ်ကူကူချိုးချိုးမွေ့မွေ့နဲ့စာရေးနိုင်မှာဖြစ်ပါတယ်ရှင်ကင်းဆိုရင် K အကြီးလို့ရေးမယ် Queen ဆိုရင်တော့ U အကြီးရေးမယ် Rook ဆိုရင်တော့ R အကြီးရေးမယ် Bishop ဆိုရင်တော့ B အကြီးရေးမယ်Knight ဆိုရင်တော့ N အကြီးလို့ရေးပါမယ်ဒီမှာဆိုရင် K က King မှာလည်းပါတယ် Knight မှာလည်း N ပါတယ်ဒါပေမဲ့ကျွန်တော်တို့က N ပဲယူရပါမယ်ဘာလို့လဲဆိုတော့ chess မှာကျတော့ဘရင်ကတန်ဖိုးက infinity မို့လို့ King ကိုကျတော့ K ကြီးလို့ရေးပါတယ် Knight ကိုကျတော့ N လို့ရေးပါတယ်ဖုံးမှာကျတော့တင်ငေတာအားဖြင့်မရှိတော့ဘဲနဲ့သူရွှေ့တဲ့အကွက်ကိုပဲရေးပါတယ်။ Knight ဆိုရင် Knight F2 သွားတယ်ဆိုရင်အတိတ်ပဲကကျတော့ Knight က F2 ကိုသွားတယ်ပေါ့နော်ဒီမှာဆိုရင် Knight ဆိုရင်ကစားရုပ်တွေဆိုရင်capital letter အကြီးပြီးတော့အကွက်တွေကျတော့ small letter နဲ့ရေးရပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့စားရဆိုရင်ထိတ်ပေါ့နော်Bishop ထိတ် F7 လို့ရေးမယ်ဒါလို့ chess တယ်ဆိုရင်တော့အပေါင်းတင်ကြီးသားရေးမယ်မိတ်တယ်ဆိုရင်တော့ hash ပုံစံလေးပေါ့နော်castle king side rim ဆိုရင်လည်း O-O ရေးမယ် castle queen side ဆိုရင်တော့ O-O pro promotion ရေးမယ်ဆိုရင်လည်းကျွန်တော်တို့ကဒါပါတော့ပုံက B7 ကနေ B8 ရောက်သွားတယ်ဆိုရင်B8 မြင်မြချင်း queen လို့လေးရေးလို့ရတယ်လို့ B8 queen လေးရေးလို့ရတယ်ဒါမှမဟုတ်ရင် B8 dash queen လို့လည်းရေးလို့ရပါတယ်တခါလေကြာရင်ကစားရုပ်တွေက file တစ်ခုထဲမှာအတူတူရှိနေတဲ့အခါကျရင်ကျွန်တော်တို့က root A D1 လို့ရေးမယ်ပေါ့နော်သူရဲ့အထိပ္ပယ်ကဘာလဲဆိုတော့ root A မှာရှိတဲ့ root က D1 ကိုသွားတာပဲဖြစ်ပါတယ်ရေးထားတာပိုရှင်းသွားအောင်လို့အဖြူရောအမေရောကစားပုံကစားနည်းအကွက်လေးကိုဥပမာအနေနဲ့ရေးပေးထားပါတယ်ဗီဒီယိုကိုအဆုံးထိနားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်တကယ်လို့မရှင်းတာရှင် comment မှာမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်